ဒါကတော့2006ခုနှစ်တုန်းကအကြောင်းပါအဲ့ဒီအချိန်တုန်းကကဘာတဝမ်းနာမည်ကြီးသိပ္ပံပညာရှင်တွေဟာကျွန်တော်တို့ရဲ့လေထုထဲမှာအစိတ်ငွေတစ်မျိုးကိုစမ်းသပ်တွေ့ရှိခဲ့ကြပါတယ်အဲ့ဒါတော့မီသိန်းဓာတ်ငွေပါပဲလေထုထဲမှာမီသိန်းဓာတ်ငွေပမာဏဟာရုတ်တရက်အဆမတန်မြင့်တက်လာပြီးအခုချိန်ထိလည်းဇက်တိုက်တိုးပွားနေရဆိုတော့သတိပြုမိခဲ့ကြတာပါမီသိန်းဆိုတာသဘာဝဓာတ်ငွေတစ်မျိုးဖြစ်ပြီးသူကလေထုထဲကိုရောက်သွားပြီဆိုရင်ကဘာမြေကိုပူနွေးလာစေပါတယ်စောင်းထဲမှာကျွန်တော်တို့နှွေးထွေးအောင်စောင်းချုံထားသလိုမျိုးပဲဒီဓာတ်ငွေဟာလည်းကဘာကြီးရဲ့ဘေးပတ်လည်မှာစောင်းတစ်ထည့်အုပ်ထားလိုက်သလိုရှိနေတာပါအထက်ကအပူချိန်တွေကိုအပြင်မထွက်အောင်ပိတ်လောင်ထားပြီးကဘာကြီးကိုပို့ပြီးပူအောင်လုပ်ပါတယ်မီသိန်းဓာတ်ငွေဟာတာမန်ကာဗွန်ဒိုင်အောက်ဆိုက်ထက်တောင်ပို့ပြီးအပူပေးနိုင်ခံရှိပါတယ်2006ခုနှစ်မှာဒီဓာတ်ငွေရုတ်တရက်တိုးလာတော့သိပ္ပံပညာရှင်တွေကလူတွေကြောင့်ဖြစ်တဲ့လေထုညဉ့်ညံမှုကြောင့်လို့ပဲထင်ခဲ့ကြတာပါဒါပေမဲ့တေချာစမ်းသပ်ကြည့်လိုက်တဲ့အခါမှာတော့အားလုံးအံ့အားသင့်သွားကြပါတယ်တကယ်တော့အဲ့ဒါကမြေကြီးထဲမှာဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်ကြီးတစ်ခုဖြစ်နေတာပါဒီမီသိန်းဓာတ်ငွေကဘယ်ကနေဘလို့ထွက်လာတာလဲဘာလို့ဇက်တိုက်တိုးလာနေရလဲသိပ္ပံပညာရှင်တွေကမီသိန်းဓာတ်ငွေကိုဘလို့နီးနဲ့တိုင်းတာစစ်ဆေးရလဲအဆိုးဆုံးကတော့ဒီမီသိန်းဓာတ်ငွေတွေကကဘာပြတ်တော့မဲ့လက္ခဏာလားဒါမှမဟုတ်ကြီးမားတဲ့ရာသီဥတုအပြောင်းအလဲတစ်ခုရဲ့အချက်ပေးတာလားတကယ်တော့လေထုထဲမှာမီသိန်းဓာတ်ငွေတွေအဆမတန်မြင့်တက်လာတာနှစ်ပေါင်း3သိန်းမှာတစ်ကြိမ်လောက်ဖြစ်လေရှိရဆိုတာကိုသိပ္ပံပညာရှင်တွေကအရင်ကတည်းကသိထားကြပါတယ်အဲ့ဒီအချက်လက်တွေကိုအန်တာတိကနဲ့ဂရင်းလန်းလိုနှင်းဖုံးတဲ့ဒေသတွေမှာရေခဲပြင်ကိုတွင်တူပြီးထုတ်ယူရရှိတဲ့ ice core ရေခဲတုံးနမူနာတွေကနေတဆင့်သိရတာပါဥပမာအန်တာတိကမှာတစ်နှစ်ကိုရေခဲ1မီတာလောက်ထူလာတယ်ဆိုပါစို့အဲ့ဒီရေခဲထဲမှာအခစ်ကလေထုတွေကလေတွေလည်းပိတ်မိနေတတ်ပါတယ်ဒီလိုနဲ့နောက်တစ်နှစ်မှာအပေါ်ကနေရေခဲလွှာအသစ်ထပ်ဖုံးသွားပြန်ပါတယ်ရေခဲပြင်အနက်ကြီးတဲ့အထိတူးပြီး ice core တွေကိုထုတ်ယူလိုက်တဲ့အခါအဲ့ဒီရေခဲဟာအတိတ်ကာလလေထုမှတ်တမ်းတွေကိုတင်ဆက်ထားတဲ့အချိန်ခရီးသွားဆက် time machine တစ်ခုလိုဖြစ်နေတာပေါ့အဲ့ဒီကနေတဆင့်ဘယ်ရာစုနှစ်မှာလေထုထဲဘယ်ဓာတ်ငွေတွေဘယ်လောက်ပမာဏရှိခဲ့သလဲဆိုတာကိုခံမှန်းကြတာပါဒီနည်းလမ်းနဲ့ပဲသိပ္ပံပညာရှင်တွေသိခဲ့ရတာတော့ကမ္ဘာသမိုင်းမှာနှစ်ပေါင်း3သိန်းတိုင်းရဲ့ကြားကာလတစ်ခုမှာလေထုထဲမှာမီသိန်းဓာတ်ငွေအလွန်မင်းများပြားလာတဲ့အချိန်တစ်ခုရှိတတ်ပါတယ်ဒါဟာရေခဲခေတ် Ice Age ကုံဆုံးတော့မယ်ကမ္ဘာကြီးပြန်ပူလာတော့မယ်ဆိုတဲ့နမိတ်ပါပဲရေခဲခေတ်ကုံဆုံးကနီးပြီဆိုရင်နှစ်ပေါင်း20-30အတွင်းမှာရေခဲတွေအမြောင်အများအရေးပျော်ပြီးကမ္ဘာကြီးရဲ့အခြေအနေကအခုလက်ရှိရာသီဥတုမျိုးဖြစ်လာတတ်ပါတယ်တဲ့ VPN တွေအလုံးမလုပ်တော့ဘူးလားဒါမှမဟုတ်အရန်နှေးနေလားကျွန်တော်နားလေပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့တော့မြန်မာနိုင်ငံမှာအကောင်းဆုံးနဲ့အမြန်ဆုံးအသုံးပြုနိုင်မဲ့ VPN ဝန်ဆောင်မှုကိုတစ်လမှာ9000ကျပ်ထဲနဲ့ကျွန်တော်တို့စီမှာဝယ်ယူနိုင်ပါပြီအခုပဲတင်ဖုန်းမှာအခမဲ့စမ်းသုံးကြည့်ဖို့အတွက် Screen ပေါ်က Viber နံပါတ်ကိုဆက်သွယ်လိုက်ပါဒါပေမဲ့ဒီနေရာမှာပြဿနာကဒီလိုမီသိန်းဓာတ်ငွေအမြင့်ဆုံးအခြေအနေမျိုးကိုလွန်ခဲ့နှစ်ပေါင်း12000ခန့်ရေခဲခေတ်ကုန်ကနီးမှာမှတ်တမ်းတင်ထားနိုင်ခဲ့တာပါအဲ့တော့အခုဘာကြောင့်ဒီလောက်မြန်မြန်ဆန်ဆန်မီသိန်းဓာတ်ငွေတွေလေထုထဲမှာပြန်တိုးလာရတာလဲကျွန်တော်တို့ရဲ့ကဘာမြေကြီးဟာကြီးမားတဲ့အပြောင်းအလဲတစ်ခုစီဥတည်နေရလားဒါမှမဟုတ်အန်ဒီရဲ့အသစ်တစ်ခုလားဒီလျှို့ဝှက်ချက်ကိုနားလည်ဖို့ကဘာသမိုင်းကိုပြန်ကြည့်ဖို့လိုပါတယ်အခုကျွန်တော်တို့ဟာ Quaternary Period စတုတ္ထမဟာကာလလို့ခေါ်တဲ့ကာလတစ်ခုထဲမှာရှိနေပါတယ်ဒီကာလဟာလွန်ခဲ့တဲ့နှစ်ပေါင်း25သိန်းလောက်ကစတင်ခဲ့တာဖြစ်ပြီးအခုချိန်ထိဖြစ်နေသေးပါ Quaternary Period မှာအပိုင်းတစ်ပိုင်းရှိပါတယ်ပထမအပိုင်းက Pleistocene Epoch ပါသူကလွန်ခဲ့တဲ့နှစ်ပေါင်း25သိန်းကနေ12000တိကြာမြင့်ခဲ့ပါတယ်ဒီခေတ်မှာကမ္ဘာပေါ်မှာရေခဲခေတ်တွေတစ်ချိန်ပြီးတစ်ချိန်လာလိုက်ကမ္ဘာကြီးရဲ့အစိပ်ပိုင်းတော်တော်များများရေခဲတွေနဲ့ဖုံးလွှမ်းသွားလိုက်ပြီးရင်နှစ်ပေါင်းထောင်ချီကြာတော့ရေခဲတွေအေးပျော်ပြီးကုန်းမြေတွေပြန်ပေါ်လာလိုက်နဲ့တန်တရားလည်နေခဲ့တာပါဒီခေတ်မှာပဲလူသားတွေဖွံ့ဖြိုးတိုးတက်လာခဲ့သလိုမမ်မွတ်စင်ကြီးတွေလိုတိရစ္ဆာန်ကြီးတွေလည်းမျိုးတုံးပြောက်ကွယ်သွားခဲ့ပါတယ်ဒုတိယအပိုင်းကတော့အခုလက်ရှိကျွန်တော်တို့ရောက်နေတဲ့ Holocene Epoch ပါဒါကလွန်ခဲ့တဲ့နှစ်ပေါင်း12000ခန့်စတင်ခဲ့တာပါဒီခေတ်မှာရေခဲတွေတော်တော်လျော့နေသွားပြီးကမ္ဘာရာသီဥတုကတည်ငြိမ်ပြီးပူနွေးလာပါတယ်ဒါကြောင့်ပဲကျွန်တော်တို့လူသားတွေဟာစိုက်ပျိုးရေးလုပ်တတ်လာကြတယ်ရေခဲမြစ်တွေအရေးပျော်ရာကနေရေချိုအရင်းမြစ်တွေပေါ်ထွက်လာပြီးလူတွေကရေနဲ့နီးတဲ့နေရာတွေမှာရွာတွေတဲပြီးအခြေချနေထိုင်လာကြတာဖြစ်ပါတယ်ဒီနေရာမှာအနှဲငယ်ရှုပ်ထွေးသွားနိုင်တာကိုရှင်းပြပေးပါမယ်ကျွန်တော်တို့ဟာအခု Holocene Epoch လို့ခေါ်တဲ့ပူနွေးတဲ့ခေတ်မှာရှိနေပေမဲ့နီးပညာအရပြောရရင်တော့ကျွန်တော်တို့ဟာအခုထိရေခဲခေတ် Ice Age ထဲမှာပဲရှိနေပါသေးတယ်။ဘာလို့လဲဆိုတော့ကမ္ဘာဝင်ရိုးစွန်းတွေမှာရေခဲတွေရှိနေသေးလို့ပါ။ရေခဲခေတ်အထိုးထိပ်ရောက်ချိန်ကလောက်ရေခဲမြစ်တွေမကြီးမားတော့တာပဲရှိတာပါ။
ဝင်ရိုးစုံတွေမှာရေခဲကြီးလုံးဝမရှိတော့တဲ့အချိန်ကြမှသာရေခဲကြီးကုံဆုံးသွားပြီလို့ပြောလို့ရမှာပါဒါဆိုရင်ကဘာကြီးကိုပူလောင်လုပ်ပြီးရေခဲကြီးကိုအဆုံးသတ်စေတဲ့အရာပါလေသိပ္ပံပညာရှင်တွေက Milankovitch Circle ကဘာပတ်လန်းပြောင်းလဲမှုစောင့်ဝင်းများလို့ခေါ်တဲ့အဓိကအချက်၃ချက်ကိုတွေ့ရှိထားပါတယ်နံပါတ်1 eccentricity ပတ်လန်းပုံစံပြောင်းလဲခြင်းကဘာကြီးကနေကိုစောင့်ဝိုင်းပုံစံပတ်နေပေမဲ့တခါတလေမှာအဲ့ပတ်လန်းကဘဲဥပုံစံ oval shape နည်းနည်းဖြစ်သွားတတ်ပါတယ်အဲ့လိုဘဲဥပုံစံဖြစ်သွားတဲ့အချိန်မှာကဘာကနေနဲ့ပိုနီးတဲ့အမှတ်ကိုရောက်သွားရင်နေရဲ့အပူချိန်ကိုပိုပြီးရရှိပါတယ်ဒီစောင့်ဝန်းဟာနှစ်ပေါင်း3သိန်းလောက်ကြာတတ်ပါတယ်အဲ့ဒီနှစ်3သိန်းအတွင်းကဘာပတ်လန်းဟာအဝိုင်းပုံစံကနေဘဲဥပုံစံပြောင်းလိုက်ဘဲဥပုံစံကနေအဝိုင်းပုံစံပြောင်းလိုက်ရှိနေတတ်ပါတယ်ဒါပေမဲ့သိပ္ပံပညာအတိုင်းအဝိုင်းကယုံကြည်ထားတာတော့ eccentricity ပတ်လန်းပုံစံပြောင်းလဲခြင်းစောင့်ဝိုင်းနေမကပဲ axial tilt ဝင်ရိုးစောင်းခြင်းဟာလည်းရေခဲခစ်ကိုအဆုံးသတ်ရမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်ကဘာကြီးကနေကိုပတ်နေတဲ့အခါ23.5 ဒီဂရီလောက်စောင်းပြီးတော့ပတ်နေတာပါဒါပေမဲ့ဒီစောင်းတဲ့အနေအထားအချိန်နဲ့အမျှအနည်းငယ်ပြောင်းလဲတတ်ပါတယ်ကဘာကြီးပိုဆောင်းသွားတဲ့အခါဝင်ရိုးစွန်းဒေသတွေမှာနွေရာသီမှာနေရောင်ခြည်ပိုကျရောက်ပြီးရေခဲတွေအမြန်ရေးပြောပါတယ်ဒီဆောင်းဝန်းကတော့နှစ်ပေါင်း4000ကြာတတ်ပါတယ်ဒီကာလအတွင်းမှာကဘာကြီး22.1 ဒီဂရီကနေ24.5 ဒီဂရီအထိဘေးတိုက်ဆောင်းသွားတတ်ပါတယ်နောက်တတိယအချက်ကတော့ precession လို့ခေါ်တဲ့ကဘာဝင်ရိုးရိမ့်တာပဲဖြစ်ပါတယ်ဒီအကြောင်းကိုဆက်မပြောခင်အခုလိုတန်ဖိုးရှိတဲ့ဘူးတုဒတွေကိုအများနဲ့တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ဝန်ထမ်းမြန်မာ TV Channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့ဒါဆိုရင်ဆက်ပြောလိုက်အောင်ကဘာဝင်ရိုးကပတ်ချာလဲလှဲ့နေတဲ့ဂျင်းတစ်ခုရိမ့်ထိုးနေသလိုမျိုးအနှဲငယ်လောက်ခါနေတတ်ပါတယ်ဒီလိုဖြစ်တာကြောင့်ရာသီဥတုတွေဖြစ်ပေါ်တဲ့အချိန်ကာလတိုင်ပင်ပြောင်းလဲသွားရတာပါဒီဆောင်းကတော့နှစ်ပေါင်း19000ကနေ2300ဝန်းကျင်ထိကြာတတ်ပါတယ်အနှစ်ချုပ်ရရင် eccentricity ပတ်လန်းပုံစံပြောင်းလဲခြင်း axial tilt ဝင်ရိုးဆောင်းခြင်းနဲ့ precession ဝင်ရိုးရိမ့်ခါခြင်းဆိုတဲ့ဒီအချက်3ချက်ပေါင်းဆက်သွားတဲ့အခါကဘာကြီးပူနွေးလာစေမဲ့စောင်းဝန်းတစ်ခုစတင်ပါတော့တယ်ပုံမှန်အားဖြင့်အဖြူရောင်ရှိတဲ့ရေခဲတွေဟာနေရောင်ခြည်ကိုပြန်ကန်ပေးပါတယ်ဒါပေမဲ့ရေခဲတွေအေးပြောသွားတဲ့အခါအောက်ကမြေကြီးဒါမှမဟုတ်သမုဒ္ဒရာရေပင်ရဲ့အပြာရင့်ရောင်တွေပေါ်လာပြီးအဖြူရောင်ကနေအနက်ရောင်ဖြစ်ပြောင်းလဲသွားပါတယ်အားလုံးသိကြတဲ့အတိုင်းအနက်ရောင်ကနေရောင်ခြည်ကိုပိုပြီးဆုပ်ယူနိုင်ပါတယ်ဒီလိုနဲ့အပူတွေပိုဆုပ်ယူလေရေခဲတွေပိုအေးပြော်လေဖြစ်လာတာပေါ့တကယ်အလှည့်အပြောင်းကတော့ကဘာကြီးပူလာတဲ့အတွက်မြေကြီးထဲမှာမြုပ်နေတဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့မီသိန်းဓာတ်ငွေ့တွေလေထုထဲကိုလွတ်ထွက်လာတာပါပဲဒီဓာတ်ငွေ့တွေဟာသမုဒ္ဒရာထဲမှာဒါမှမဟုတ် permafrost လို့ခေါ်တဲ့အမြဲတမ်းခဲနေတဲ့မြေလွှာထဲမှာပိတ်မိနေရပါဒီဓာတ်ငွေ့တွေထွက်လာတာကြောင့်ကဘာကြီးကပူလို့တောင်ပူလာပါတော့တယ်ဒါဆိုမေးစရာရှိတာအရာအလုံးဟာပုံမှန်အတိုင်းပဲဆိုရင်2006ခုနှစ်မှာဘာလို့မီသိန်း gas တွေဒီလောက်အများကြီးတိုးလာခဲ့ရတာလဲရေခဲခေတ်ကုံဆုံးစေမဲ့အဖြစ်အပျက်မျိုးဟာလွန်ခဲ့တဲ့နှစ်ပေါင်း12000အမှာဖြစ်ထားတာလေပုံမှန်ဆိုနှစ်ပေါင်း3သိန်းရနေမှတစ်ခါဖြစ်ရမှာမဟုတ်လား1900ပြည့်နှစ်ဝန်းကျင်တဘာဝဓာတ်ငွေလုပ်ငန်းတွေထွန်းကားလာတဲ့အခါလူတွေကြောင့်မီသိန်းဓာတ်ငွေထွက်ရှိမှုဟာမြင့်တက်လာခဲ့ပေမဲ့1990ပြည့်နှစ်မှာတော့တနေရာမှာရပ်တန့်သွားခဲ့ပါတယ်ဒါဆိုရင်2006ခုနှစ်မှာဘာလို့ရုတ်တရက်ကြီးပြန်တက်လာရတာလဲမီသိန်းဆိုတာလူတွေကြောင့်နေမကပဲတဘာဝအတိုင်းလည်းထွက်တတ်ပါတယ်ကျွန်တော်တို့အရှိမပြောခဲ့သလိုဆိုစွတ်တဲ့မြေကြီး wetlands တွေနဲ့သမုဒ္ဒရာထဲမှာဒီဓာတ်ငွေ့တွေရှိနေပြီးရေခဲတွေအေးပြောတာသူတို့လှုပ်ဆော်ပေးလိုက်တဲ့ triggers အမှတ်ပါပဲအခုခေတ်အဆင့်မြင့်နည်းပညာတွေနဲ့ဆိုရင်ဒီဓာတ်ငွေ့တွေဘယ်ကနေထွက်နေသလဲဆိုတာသိပ္ပံပညာရှင်တွေသိနိုင်ပါပြီဂျိုရူကနေတဆင့်မီသိန်းဓာတ်ငွေ့ရပဲစုပ်ယူနိုင်တဲ့လေဆာရောင်ကြီးလှိုင်းတွေကိုကဘာမြေပေါ်ပစ်လွှတ်လိုက်တယ်အဲ့ဒီလေဆာရောင်ကြီးကဂျိုရူစီပြန်မရောက်လာဘူးဆိုရင်အဲ့ဒီနေရာမှာမီသိန်းဓာတ်ငွေ့တွေကစုပ်ယူထားလိုက်ပြီဆိုတာသိနိုင်ပါတယ်ဒီနည်းပညာနဲ့သိပ္ပံပညာရှင်တွေကကဘာတော်ကမီသိန်းမြေပုံတစ်ခုကိုဆွဲခဲ့ကြပါတယ်အဲ့ဒီအခါမှာ NASA အဖွဲ့ကအီရန်နိုင်ငံကအမိုက်ပုံးကြီးတစ်ခုရဲ့အပေါ်မှာ3မိုင်လောက်ရှည်လျားတဲ့မီသိန်းတိမ်တိုက်ကြီးကိုတွေ့ရှိခဲ့ပါတယ်လေထုထဲကိုနှစ်စဉ်မီသိန်းဓာတ်ငွေ့တန်ချိန်93,440ကျော်လောက်ထွက်နေရပါဒါကဘိုးရင်ဂျမ်ဘိုဂျက်လီရင်အစင်းပေါင်း180အလေးချိန်နဲ့ညီမျှပြီးတနာရီကိုတွက်ကြည့်ရင်ကီလိုဂရမ်8500လောက်ရှိပါတယ်ဒါထက်ပိုဆိုးတာတာကမင်စတန်နိုင်ငံကထွက်နေတဲ့ပမာဏပါအဲ့ဒီဟာရေနံနဲ့သဘာဝဓာတ်ငွေ့တူးဖော်တဲ့နေရာ12ခုလောက်မှာဆိုရင်တနာရီကိုမီသိန်းကီလိုဂရမ်4000ခန့်အထိလေယူတဲ့ပြန့်နှံ့နေတာကိုတွေ့ရပါတယ်ဒါပေမဲ့သိပ္ပံပညာရှင်တွေကတော့2006ခုနှစ်နောက်ပိုင်းမီသိန်းဓာတ်ငွေ့တွေရုတ်တရက်တိုးလာတာဒီအချက်တွေကြောင့်ကြီးပဲမဟုတ်ဘူးလို့ယူဆကြပါတယ်
ဒါအကြောင်းရင်းရဲ့တဝက်တောင်မရှိသေးပါဘူးအဓိကအများပြားထွက်နေတာကတော့တစ်ချိန်ကပါမာဖရော့စ်အမြဲခဲမြေလွှာပေါ်မှာရှိခဲ့တဲ့တောအုပ်ကြီးကနေဖြစ်ပါတယ်အခုအဲ့ဒီမြေလွှာတွေအရေးပျော်လာတဲ့အခါမြေရောက်ကရှေးအောင်ရုပ်ကျွင်းတွေကအလျင်မြန်ပုတ်တိုးဆွေးမြေပြီးမီသိန်း gas တွေကိုထုတ်လွှတ်နေရပါဒါကြောင့်လေအခုလိုမီသိန်းဓာတ်ငွေ့ပမာဏအဆမတန်မြင့်တက်လာတာကိုတွေ့နေရတာဖြစ်ပါတယ်မီသိန်းရဲ့အကြီးမားဆုံးပြဿနာကတော့လေတူထဲရောက်သွားပြီဆိုရင်ပြန်သိမ်းဆဲဖို့ကော်လက်လုပ်ဖို့တော်တော်ခက်ခဲတာပါပဲအမိုက်ပုံတွေဒါမှမဟုတ်တဘာဝဓာတ်ငွေ့တွင်းနေရထွက်လာရဲဆိုရင်တော့ဖမ်းယူဖို့လွယ်ကူပါတယ်ဒါပေမဲ့တစ်တော်တွေကထွက်တဲ့မီသိန်းကတော့ဖမ်းယူလို့မရပါဘူးတချို့ခင်မီရဲ့စက်ရုံတွေမှာဆိုရင်မီသိန်းကိုဖမ်းယူပြီးလျှက်စစ်စွမ်းအင်ထုတ်လုပ်တဲ့နေရာမှာတော့အသုံးပြုကြပါတယ်အဲ့ဒီကနေဘေးထွက်ပစ္စည်းအဖြစ်ကာဗွန်ဒိုင်အောက်ဆိုက်ထွက်လာပေမဲ့သူကမီသိန်းလောက်တော့အန္တရာယ်မကြီးပါဘူးမီသိန်းကလေထုထဲမှာ10နှစ်လောက်ထိရှိနေနိုင်ပြီးအဲ့ဒီနောက်မှာတော့ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ရေငွေ့အဖြစ်ပြောင်းလဲသွားပါတယ်အဓိကစိုးရိမ်စရာကတော့လွန်ခဲ့တဲ့နှစ်ပေါင်း12000ကလည်းကမ္ဘာပေါ်မှာဒီလိုမီသိန်းပမာဏမျိုးရှိခဲ့ဘူးပါတယ်ဒါပေမဲ့အဲ့ဒီတုန်းကရေခဲခေတ် Ice Age ကုံဆုံးကန်ဒီအချိန်မှာပဲဖြစ်ခဲ့တာပါအခုအချိန်မှာတော့ရေခဲတောင်တွေကတော်တော်များများအရေးပျော်နေပြီးသားဖြစ်နေတဲ့အပြင်ဒီလိုအချိန်မျိုးမှာမီသိန်းပမာဏအခုလောက်မြင့်တက်လာတာမျိုးကိုတမိုင်းမှာတစ်ခါမှမတွေ့ခဲ့ဘူးပါဘူးဒါဟာကမ္ဘာကြီးကနောက်ထပ်အဆင့် phase တစ်ခုတည်းကိုကူးပြောင်းတော့မဲ့လက္ခဏာလည်းဖြစ်နိုင်ပါတယ်တကယ်တမ်းပြောရရင်ရေခဲခေတ်ကလုံးဝပဲကုံဆုံးသွားမှာလားဒါမှမဟုတ်ရေခဲခေတ်အစ်စ်တစ်ခုတည်းကိုထပ်ဝင်သွားမှာလားဆိုတာကိုခံမှန်းရခက်ပါတယ်ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း12000နောက်ပိုင်းမှာမီသိန်းပမာဏအခုထိပြန်တက်လာတဲ့မှတ်တမ်းတာရကမျိုးကမ္ဘာသမိုင်းမှာမရှိခဲ့လို့ပါပဲဒီပမာဏဘယ်ထိဆက်တက်မလဲဆိုတာလည်းကျွန်တော်မသိနိုင်ပါဘူးတကယ်လို့ဒါဟာလူတွေကြောင့်မဟုတ်ပဲသဘာဝရဲ့အလှည့်အပြောင်းရအလိုလျောက်ဖြစ်နေရဆိုရင်တော့ဒါကိုတားဆီးဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူးဒီကနေ့ဗီဒီယိုလေးကိုလည်းအားလုံးသဘောကျပြီး like and share လုပ်ပေးကြမယ်လို့မျှော်လင့်ပါတယ်ချစ်ခင်ရတဲ့မှတ်ချက်ပေးသူအားလုံးကိုလည်းကျေးဇူးအထူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားကြဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့ဗျာ